တိကျပါသလားရေတစ်ခွက်စာရတဝက်သေးကိုပြောင်းဖူးမှုတစုံထည့်လိုက်ပါသေချာမွေပြီးရဲ့မီးအေးအေးနဲ့ပြက်လာတဲ့အထိအပူပေးပါပြီးရင်ဒီအယော့ကိုခွက်တစ်ခုတည်းထည့်ထားလိုက်ပါပြီးတော့မုံလာဥနီတလုံးယူလိုက်ပါအတုံးတေးသေးလေးတွေလီးပြီးဘလန်ဒါထဲကိုချက်ချင်းထည့်လိုက်ပါရေတစ်ခွက်ထည့်ပြီးတဘာဝမုံလာဥနီဖြော်ရည်ထည့်အောင်သေချာကြိတ်ပါပြီးရင်မုံလာဥနီဖြော်ရည်ကိုဖန်ခွက်ထဲလောင်းထည့်လိုက်ပါခုနကအရင်ဆုံးလောက်ထားတဲ့အယော့ကိုယူလိုက်ပါမုံလာဥနီဖြော်ရည်ဇွန်း6ဇွန်းထည့်ပါ1 2 6အဲ့ဒီနောက်အယောကလိမ်မောရောင်ပြောင်းလာတဲ့အထိသေချာမှွေပေးပါဒါကိုဘာအတွက်သုံးရလဲဆိုလားနောက်ဆုံးတည်သွားတဲ့အခါတင်တကယ်ကိုအံ့ဩသွားမှာပါဒါကိုဘလို့သုံးရမလဲဘလို့ကြာထားရမလဲဆိုတာဆက်ပြပါမယ်ခရင်ဘူးတဘူးကိုယူပြီးကတ်ကျင်းနဲ့ညှက်ထွက်လိုက်ပါခရင်လက်ဖက်ရည်စုံတစုံစာကိုအယောတဲ့ထဲပါပြီးရင်သေချာပြောင်းမှွေပေးပါဒီနီလန်းရဲ့အစွမ်းကအံ့မခန်းပါပဲတင်းရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေမှာပါမနက်တိုင်းဒီဟာကိုသုံးကြည့်ပါလက်ရှိအသက်ထက်ခုနှစ်လောက်ပို့နှုတ်သွားစေမှာပါမထင်ထားဘူးဟုတ်ကျွန်တော်တို့လောက်ခဲ့တာကရှေးဟောင်းနီလန်းတစ်ခုပါအိမ်လောက်ဘိုတက်ဆီရမ်လို့ခေါ်ပါတယ်ဘိုတက်ဆီရမ်ရအာနိတန်ကိုလူတိုင်းသိကြပါတယ်ဒါပေမဲ့ဈေးအရန်ကြီးတဲ့အတွက်လူတိုင်းတော့မတက်နိုင်ကြပါဘူးဒါပြင်ဘေးထွက်ဆိုးကျိုးတချို့ရဲ့အန်တရယ်လည်းရှိနေပါတယ်ဒီဘေးထွက်ဆိုးကျိုးတွေကဘော်ချူလီနမ်တော့ဆင်းအနီလာတာပါဒီအရာကအာယုံကျိုးရဲ့လှုပ်ဆောင်မှုတွေကိုတားရှိပြီးဆေးထိုးတဲ့နေရာကမျက်နှာကြွက်သားတွေစီမရောက်အောင်လှုပ်ဆောင်ပါတယ်အရေးအကြောင်းဖြစ်စေတဲ့မျက်နှာကြွက်သားတွေကျုံတာကိုယာယီလျှော့ချပေးပါတယ်အဓိကအားဖြင့်တော့ဘိုတက်စ်ကိုအမျိုးသမီးတွေကရွေးချယ်ကြပါတယ်ဘာလို့လဲဆိုတော့အာနိတင်မြန်လို့ပါဒါပေမဲ့ဖြစ်လာနိုင်တဲ့အန်တရယ်တွေကိုတော့သူတို့အမြဲတမ်းသတိမထားမိတတ်ကြပါဘူးဒါကြောင့်ကျွန်တော်တို့လက်ခံရမယ့်အချက်တစ်ချက်ကတော့လူတိုင်းဟာတဖြည်းဖြည်းအိုမင်းလာကြမှာပါကျွန်တော်တို့ဘာတွေပဲစားစားဘယ်မှာပဲနေဘာတွေပဲလုပ်ပါကံကောင်းတာကတော့တဘာဝတရားကြီးကကျမတို့ကိုအမြဲပေးဆွမ်းပါတယ်အသက်အရွယ်ကိုဖုံးကွယ်ပေးမယ်ပါဝင်ဖြစ်စည်းတယ်ကိုပေါ့ကိုယ့်ရဲ့ရုပ်ရည်တွင်ပင်ကိုဂရုတစိုက်ဖြစ်စဉ်ထိမ့်တာကမကောင်းတဲ့အရာမှမဟုတ်တာပဲလေဟုတ်တယ်မလားဒီနေ့ကျမတို့မျှဝေပေးမယ်နီလန်းကောင်းကတော့အရန်ထိရောက်တဲ့အိမ်လော့ဘိုတက်ဆီရမ်ပဲဖြစ်ပါတယ်အတုံးဖြူပုံကတော့ဒီလိုပါတန့်စင်ထားတဲ့မျက်နှာပေါ်မှာဒီမက်စ်ကိုလိမ့်ပေးပါ25မိနစ်ကနေ30မိနစ်လောက်အုံထားပါကျမအခုလုတ်ပြမယ်ပုံစံအတိုင်းပါပဲပြီးရင်တော့ရေနွေးနွေးနဲ့မျက်နှာတက်လိုက်ပါပြီးရင်ကိုကြိုက်တဲ့ moisturizer ကို link ပေးပါကြံတဲ့ mask ကိုလေးလုံးနဲ့ဘူးထည့်ပြီးရေခဲဒေတာထဲမှာတင်ထားနိုင်ပါတယ်တပတ်ကို3ချိန်သုံးနိုင်ပါတယ်ပထမဆုံးအချိန်မှာတော့ရေကားကော်ကိုအနှဲငယ်ယူပြီးစမ်းလိမ့်ကြည့်ပါခဏလောက်စောင့်ကြည့်ပြီးဓာတ်မတည့်တာမျိုးရှေ့မရှိစစ်ဆဲပါမရှိဘူးဆိုရင်တော့စိတ်ချလက်ချသုံးလို့ရပါပြီအန်အောစရာရလက်တွေကိုခန်းစားလိုက်ပါဒီအထီချစ်ထစ်တဲ့ဆိုရင်ကောမန့်မှာအိမ်တွင်းနီလန်းကောင်းတွေကိုသဘောကျတယ်လို့ရေးခဲ့ပေးပါအောင်တင်တို့ရဲ့အားပေးမှုကိုရရှိရတာအမြဲတမ်းဝမ်းသာပျော်ရွှင်ရပါတယ်နောက်တစ်ခုမှတ်ထားရမှာကဖျားသခင်ရဲ့အစီအစဉ်ဟာကျမတို့ရဲ့အစီအစဉ်ထက်ပိုကောင်းမွန်နေဆိုတာပါတယ်ဒါကြောင့်အခက်အခဲတွေနဲ့ကြုံနေရတယ်ဆိုရင်ဒါဟာတင့်ကိုပိုကောင်းလာအောင်လုပ်ပေးနေတာလို့သိထားအခက်အခဲတွေကတင့်ကိုကြရှုံးစေဖို့မဟုတ်ဘဲတင့်ကိုပိုပြီးတန်မာစေဖို့ဖြစ်ပါတယ်ကဲတင်ကတော့ဒီနီလန်းကိုစမ်းသုံးကြည့်ပြီးပြီလားစမ်းသုံးဖို့ရောအစီအစဉ်ရှိလားဒီတဘာဝဘိုတက်ဆီရမ်ကိုလေဒီနီလန်းလေးကိုလိုအပ်နေပါသလား